무서워? 그럼 당신한테 성폭행당하고 살해당한 피해자는 얼마나 무서웠을까? 이 새끼가 죽고 싶어! 죽여? 진짜 죽일 자신은 있고? 당신 대체 뭐야? 나? 너처럼 아무것도 아니지 않은 너. မင်္ဂလာပါဗျာပြီးခဲ့တဲ့အပိုင်မှာကျွန်တော်တို့ရဲ့ဇလိုက်ရီကျဲရဲ့ချစ်သူဂျီစုဟာပါကတဲဝူရဲ့လက်ချက်နဲ့ရရဆက်ဆက်အသက်ခံလိုက်ရတာကိုမြင်ခဲ့ရပြီနော်အခုတော့ရီကျဲရဲ့စိတ်ထဲမှာနောင်တဆိုတာထက်ကလဲစားခြေချင်းစိတ်တစ်ခုတည်းပဲကြာမှာတော့တယ်တေမင်းမှာသူ့ကိုလူသက်သမားတစ်ယောက်ရဲ့ကိုယ်တဲကိုပို့လိုက်တဲ့အခါမှာတော့ရီကျဲဟာဒါကိုအခွင့်အရေးတစ်ခုလိုမှတ်ယူလိုက်ပါတယ်ဒီနေ့ episode 5မှာတော့လူသက်သမားနှစ်ယောက်ရဲ့အားပြိုင်မှုနဲ့အတူပိုပြီးသွေးပြက်စရာကောင်းတဲ့အလဲ့အပြောင်းတွေကိုမြင်ရတော့မှာပါ EJ ရှစ်ကြိမ်မြောက်နိုးလာတဲ့အခါမှာတော့သူဟာအနုပညာဆန်တဲ့စတူဒီယိုတစ်ခုတည်းရောက်နေပါတယ်ဒီတစ်ခါသူဝင်စားရတဲ့သူက Jungyu Chul ဆိုတဲ့ဘန်းကြီးဆရာပါဒါပေမဲ့သူဟာတာမန်ဘန်းကြီးဆရာမဟုတ်ပါဘူးသူဟာလူတွေကိုတတ်တီမှာအဲ့ဒီသွေးတွေကိုအသုံးပြုကဘန်းကြီးဆွဲလေရှိတဲ့ serial killer ကွင်းဆက်လူသက်သမားတစ်ယောက်ထင်နေတာပါEJ ဟာဒီခန္ဓာကိုယ်ထဲကမှတ်ဉာဏ်တွေကိုကြည့်ပြီးထိတ်လန့်သွားပြီမယ်ချက်ချင်းပဲအကြံတစ်ခုရလိုက်ပါတယ်။ငါလက်ကညစ်ပတ်နေပြီးသားမယ်။ဒီလက်နဲ့ပဲဂျီစုကိုတတ်ခဲ့တဲ့ပတ်ထေဦးကိုကလဲ့စာချေမယ်လို့ဆုံးဖြတ်လိုက်ပါတယ်။အဲ့ဒီနောက် EJ ဟာပတ်ထေဦးကိုဆွဲဆောင်နိုင်တဲ့ဘန်းကြီးပြပွဲတစ်ခုကသွေးစွန်းတဲ့ဘန်းကြီးကတကြက်ကိုရောင်းပြခဲ့ပါတယ်။ပတ်ထေဦးဟာသူနဲ့ဝါဒနာသူလူတက်ရတာဝါဒနာပါသူတယောက်ကိုတွေ့လိုက်ရပြီလို့ထင်ပြီး EJ ဂူချယ်နဲ့ရင်းနှီးအောင်စူးစမ်းလာပါတယ်။ဒါဟာ EJ ခင်းထားတဲ့ထောင်ချောက်သေးကိုထေဦးဝင်လာပါတယ်။ EJ ဟာတေဝူကိုသူ့ရဲ့စတူဒီယိုစီခေါ်ဆောင်သွားနိုင်ခဲ့ပါတယ်။ EJ ဟာသူ့အရင်ဘဝတွေတုန်းကတေဝူကြောင့်တေဟဲရတာတွေကိုတစ်ခုချင်းစီပြန်ပြောပြပြီးတေဝူကိုတဖြည်းဖြည်းချင်းနှိပ်စက်ကတတ်ဖို့ပြင်ဆင်ပါတယ်။ဒါပေမဲ့ဒီနေရာမှာဇလန်းကလုံးဝအလှည့်အပြောင်းဖြစ်သွားပါတယ်။တေဝူဟာတာမန်လူသက်သမားမဟုတ်ပါဘူး။သူဟာအမြဲတမ်းကြူကင်ပြင်ဆင်ထားတဲ့သူပါ။ရီဂျေဂူချေရဲ့ခန္ဓာကိုယ်ဟာတကယ်တော့ကင်ဆာနောက်ဆုံးအဆင့်ခံစားနေရတဲ့ကိုယ်ဖြစ်နေတာကြောင့်ရုတ်တရက်အားနည်းသွားပြီးလဲကျသွားတဲ့အချိန်မှာတေဝူကပြန်လဲလွတ်မြောက်သွားနိုင်ခဲ့ပါတယ်။အခြေအနေကပြောင်းပြန်ဖြစ်သွားပါပြီ။တေဝူကရီဂျေကိုပြန်လဲချီနှောင်းလိုက်ပြီးသူ့ကိုအပိုင်းပိုင်းဖြတ်ကာတပ်ပစ်လိုက်ပါတော့တယ်။ရီဂျေကကြောင်ကလဲ့စားချေကိုကျူးစားရင်းနဲ့ပဲရှစ်ကြိမ်မြောက်အဖြစ်ပိုပြီးရက်ဆက်ကဲနီလန်းနဲ့တေဆုံးသွားခဲ့ရပြန်ပါတယ် တေမင်းရှိပြန်ရောက်တဲ့အခါမှာတော့ရီဂျေကတရားမျှတမှုမရှိဘူးဆိုပြီးဒေါသတကြီးအော်ဟစ်ပါတယ်။တေမင်းကတော့မင်းကလူသက်သမားတယောက်ရဲ့လက်ကိုတုံးပြီးကလဲစားချေဖို့စူးစမ်းတာပဲ။အဲ့ဒီအထွတ်အကျိုးဆက်ကိုခံစားရမှာပေါ့လို့ပြောပြီးသူ့ကိုနောက်ထပ်ကိုတစ်ခုတည်းထည့်လိုက်ပါတယ်။ဒီတစ်ခါသူရောက်သွားတဲ့ကိုကတော့အန်ဂျီဟျောင်းဆိုပဲရဲရရှိတယောက်ရဲ့ကိုထဲမှာပါ။ဂျီဟျောင်းဟာသူ့အမေရဲ့စိုးရိမ်မှုကြောင့်အန်ဒီရဲ့ရှိတဲ့အလုပ်တွေကိုရှောင်ဖယ်ပြီးအေးအေးဆေးဆေးနေတတ်တဲ့ရဲတယောက်ပါ။ဒါပေမဲ့အထဲကဝိညာဉ်ကရီကျေးဖြစ်နေတဲ့အတွက်သူဟာအရင်ဘဝတွေကကျွမ်းကျင်မှုတွေကိုတုံးပြီးနမဲကြီးရဲရရှိတယောက်ဖြစ်လာပါတယ်။သူ့ရဲ့ရည်မှန်းချက်ကတော့တစ်ခုတည်းပါ။ဒီတစ်ခါတော့လူသက်သမားအဖြစ်မဟုတ်ပဲရဲတယောက်အနေနဲ့ဥပဒေအတိုင်းဖတ်သေးဥကိုငရဲပုမယ်ဆိုတာပါပဲ။ episode 5အဆုံးမှာတော့ရီဂျေဟာရဲရရှိတယောက်ရဲ့ကိုယ်တဲကိုရောက်သွားပြီးဖတ်သေးဝူကိုဖမ်းဆီးဖို့နီးလန်းပေါင်းစုံရှာဖွေနေပါပြီ။ဒါပေမဲ့ငွေနဲ့အာဏာရှိတဲ့ထဲဝူကိုဖမ်းဖို့ဆိုတာထင်တယ်လို့မလွယ်ကူပါဘူး။ရီဂျေတယောက်သူဝင်စားခဲ့တဲ့အရင်ဘဝကလူတွေစီကရခဲ့တဲ့အထောက်ထားတွေကိုစုဆောင်းပြီးထဲဝူကိုဘလို့အလဲထိုးမလဲ။တေမင်းကတော့ရီဂျေကိုဒီတစ်ခါအောင်မြင်ခွင့်ပေးပါမလား။ဆိုတာ episode 6 recap မှာဆက်လက်ကြည့်ရှုလိုက်ရအောင်ဗျာ။ခမားတို့တော့လူယုတ်မှတယောက်ကိုပြန်တတ်ဖို့အတွက်ကိုယ်တိုင်လူသက်သမားထက်သွားတာမျိုးကိုထောက်ခံကြသလား။ဒါမှမဟုတ်ဥပဒေအတိုင်းပဲတွားတင်တယ်လို့ထင်သလား။ comment မှာဆွေးနွေးသွားကြအောင်နော်။နောက်ထပ်အပိုင်းလေးအတွက်လည်းစောင့်မျှော်ပေးကြပါအောင်။အားလုံးပဲတာယာတဲ့နေလေးဖြစ်ပါစေ။